ဒီဇလန်ကကောင်မလေးတယောက်ဟာဖခင်ဆုံးပါသွားပြီး9နှစ်အကြာကလေးကညီမလေးဒန်နီကိုကိုယ်တိုင်ထိမ့်သိမ်းဆောင်ရှောက်ပြီးပြုစုလာတဲ့အမတ်တယောက်ဖြစ်ပါတယ်မိသားစုချစ်သူအထောက်ပံ့ပေးမဲ့သူမရှိပဲအလုပ်မျိုးစုံလုပ်ပြီးအသက်ရှင်နေရပါတယ်သူမဟာအားနေပြီးတယောက်တည်းဖြစ်နေတဲ့အတွက်လူတွေကအမြဲလဲစားအမျက်ယူကြပြီးသူမရဲ့အခွင့်အရေးတွေကိုဖိနှိပ်နေကြပါတယ်အားနေသူကိုဘယ်သူမှမကူညီကြပါဘူးတနေ့မှာအလုပ်တစ်ခုအတွက်ဖုန်းခေါ်လာတော့သူမစိတ်လှုပ်ရှားပြီးနောက်ဆုံးတော့ဘဝတစ်ဖန်ပြန်ဆက်လာပြီလို့ထင်ပါတယ်။ဒါပေမဲ့ဖုန်းခေါ်သူကလစာနည်းနည်းပဲပေးပြီးသူမကိုအသုံးချချင်တာကိုသိသွားချိန်မှာစိတ်မထိန်နိုင်တော့ပဲပြန်ပြောပြီးဖုန်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာအိမ်တကားခောက်တန်ကြားရပါတယ်ဖွင့်ကြည့်လိုက်တော့အိမ်ပိုင်ရှင်ဖြစ်ပြီးအိမ်လက3လလောက်ကြာနေပြီလို့လာပြောပါတယ်။အိမ်ပိုင်ရှင်ကဒီနေ့ကနောက်ဆုံးအခွင့်အရေးပဲမပေးရင်အိမ်ကနေထုတ်ပြီးပစ္စည်းတွေလမ်းပေါ်ပစ်ချမယ်လို့ချိန်ချောက်ပါတယ်ရောင်းကသဘောကောင်းကောင်းနဲ့2ရက်3ရက်လောက်အချိန်ပေးပါလို့တောင်းပန်ပေမဲ့အိမ်ပိုင်ရှင်ကမကြားပဲတပတ်အတွင်းမပေးရင်ရဲခေါ်မယ်မင်းကိုလူတိုင်းအိမ်မငှားအောင်ထုတ်ဖော်မယ်လို့အော်ပြောသွားပါတယ်အဲ့ဒါကြောင့်ရောင်းဟာအခြားအိမ်ရှာဖို့ဆုံးဖြတ်ပြီးအရင်ဆုံးဒန်နီကိုအကြောင်းကသွားခေါ်ပါတယ်အဲ့ဒီမှာဒန်နီဟာတန်းဖော်တွေကအဖေမရှိတဲ့ကလေးဆိုပြီးအနိုင်ကျင့်ခံနေရတာကိုတွေ့ရပါတယ်ရောင်းကစိတ်တူပြီးကလေးတွေကိုတွားပြောရာကအခြေအနေပိုဆိုးသွားပါတယ်ဒန်နီကတော့ကျမအမြဲအနိုင်ကျင့်ခံရတာကိုနေသားကြနေပြီလို့ပြောပါတယ်။ညနေမှာရောင်းဟာကော်ဖီဆိုင်အလုပ်လုပ်နေတဲ့သူမရဲ့တူဦးလေးသောမိတ်ဆွေလီယိုကိုအဖြစ်အပျက်တွေပြောပြပါတယ်။လီယိုကသူမကိုတားရစေဖို့အလုပ်ဆောင်ပေးပြီးကိုပိုင်ငွေကနေပါဒန်နီအတွက်လက်ဆောင်ဝယ်ဖို့ပေးပါတယ်။အဲ့ဒီနေ့မှာပဲဒန်နီဟာလမ်းပေါ်မှာရှောက်နေစဉ်ပီဇာဆိုင်ထဲကဖခင်နဲ့သမီးကိုကြည့်နေတုန်းဆိုင်ရှင်ကစူပါတယ်။အဲ့ဒီအချိန်မှာချမ်းသာပြီးလေးနက်တဲ့ယောက်ျားတစ်ယောက်ဂျိုးပေါ်လာပြီးဆိုင်ရှင်ကိုပြန်ပြောပါတယ်။ဂျွန်ကဒီကလေးကငါသမီးလို့ပြောပြီးဒန်နီကိုပီဇာဝယ်ကျွေးကနွေးနွေးထွေးထွေးဆက်ဆံပါတယ်။ဒန်နီဟာပထမဆုံးအကြိမ်ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုခံစားလိုက်ရပါတယ်။နောက်ပိုင်းမှာရောင်းကဒီအကြောင်းကိုသိသွားပြီးစိတ်မကျေနပ်ပေမဲ့ဂျွန်ကတကယ်ချမ်းသာပြီးကုမ္ပဏီကြီးပိုင်ရှင်ဖြစ်ကြောင်းသိသွားချိန်မှာပိုပြီးမယုံနိုင်အောင်ဖြစ်သွားပါတယ်။နောက်ဆုံးဂျွန်ကအမှန်တရားကိုပြောပြပါတယ်။သူ့အဖွားရဲ့ကုမ္ပဏီကိုအမွေဆက်ခံဖို့မိသားစုရှိရမယ်ဆိုတဲ့အချက်ကြောင့်ဒန်နီကိုသမီးအဖြစ်တရုပ်ဆောင်ချင်တာဖြစ်ပါတယ်။အလုပ်သဘောတူစာချုပ်ကတလတာဖြစ်ပြီးအပြန်အလှန်ကြိုးရှိမယ်လို့ပြောပါတယ်။ရောင်းကအစမှညှင်းဆန်ပေမဲ့ဒန်နီရဲ့လုံခြုံရေးထွေမှုကိုမြင်ရတာကြောင့်နောက်ဆုံးသဘောတူလိုက်ပါတယ်။အချိန်ကြာလာတာနဲ့အမျှဂျွန်ဟာဒန်နီကိုတကယ်ဖခင်လို့ချစ်ခင်လာပြီးရောင်းကိုပါကာကွယ်ပေးလာပါတယ်။ရောင်းကလည်းဘဝမှာပထမဆုံးအကြိမ်လုံခြုံမှုကိုခံစားရလာပါတယ်။နောက်ဆုံးမှာအချစ်တွေအမှန်တရားတွေထွက်ပေါ်လာပြီးဂျွန်ဟာကုမ္ပဏီကိုပြန်လည်ရယူကရန်သူတွေကိုရှင်းပစ်ပါတယ်။သူတို့3ယောက်ဟာမိသားစုစစ်လို့ပေါင်းစည်းပြီး